လာချင်နေတဲ့ပန်းမွေလေးများကြွေကြဒီမြေတွေထဲမှာစောစုံရောက်ရှိခဲ့နေအောင်ကြီးများအခန်းလေးရဲ့ရှိမှာတိတ်ဆိတ်တဲ့ဒီຫນွေဥဟာဝေဆုံးကတည်ယူလာတဲ့အိမ်